အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပြီးမှာတော့ခြေဖနှောင်းတွေပေါင်ရင်းတော့ရှောင်းတင်းနေတဲ့အကြောတွေဖြည့်လျောစေပြီးဒူးမှရှိတဲ့အယိုးအစစ်တွေတန်မာစေမယ်ယောဂကျင့်စဉ်လေးကိုပြသပေးမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့လိုက်ပါလေးကျင့်ကြည့်အောင်သင်တန်းတဲ့ရောက်လို့သူများ Riot King ယောဂစင်တာပေးမှာဝင်ရောက်စုံစမ်းလို့ရပါတယ်နော်လိုက်ပါလေးကျင့်ကြည့်အောင်အဲ့တန်းလေးလက်လေးကိုအနောက်မှာပထကြီးလေးချိန်ထားမယ်ညာချီရှေ့ကိုတထွားလောက်ပဲခွာမယ်လက်ချိန်မယ်ခေါင်းကအရှေ့ကိုတတဲကြည့်မယ်နော်ဒူးကောင်းနှစ်ချောင်းလုံးကွေးထားတယ်ရှေ့ကိုတတဲကြည့်မယ်အဲ့တန်းလေးဆက်စကတ်ထည့်ပေးမယ်ပြေးပြီးဆိုမှရှေ့ဒူးကိုစမ်းတဲ့နောက်ဒူးကိုကွေးတယ်ခန္ဓာကိုယ်အရှေ့အကုန်ကိုင်းကြတယ်တင်းပြီးဆိုရင်ရှေ့ချစ်ဖနှောက်လေးကိုထောက်ထားမယ်အဲ့တန်းလေးသူ့ကိုဆက်စကတ်ထည့်ပေးမယ်နော်ပြေးပြီးဆိုရင်ဖြည်းဖြည်းချင်းပြန်လျှော့ချမယ်ဖြည်းဖြည်းချင်းမျက်လုံးကိုတော့ဖွင့်ထားပေးမယ်နော်ဟုတ်ပြီပြီးရင်ပတ်ပြောင်းမယ်ရှေ့ခြေနောက်ပူမယ်နောက်ခြေရှေ့ကိုတထွားလောက်ခွာမယ်လက်ပြန်ချိန်မယ်ဒူးကောင်းနှစ်ချောင်းလုံးကိုရင်ဘတ်ကိုဖွင့်ကောင်းအောင်အရှေ့ကိုတတဲကြည့်မယ်သူ့ကိုလည်းဆက်စကတ်ထည့်ပေးမယ်ပြီးပြီဆိုရင်ရှေ့ဒူးဆန်နဲ့နောက်ဒူးကွေးမယ်ခန္ဓာကိုယ်ရှေ့ကိုအကုန်ကန်ချမယ်တင်းပြီဆိုမှရှေ့ခြေဖနှောက်လေးကိုထောက်ထားမယ်သူ့ဆက်စကတ်ပြန်ထိန်ပေးမယ်ဟုတ်ပြီပြီးပြီဆိုရင်ဖြည်းဖြည်းချင်းပြန်လျှော့မယ်ဖြည်းဖြည်းချင်းပြန်လျှော့မယ်ဟုတ်ပြီအရှိကိုပြန်လာလိုက်မယ်အဲ့ဒီတန်းလေးဘယ်ချီကွေးမယ်ညာပေါင်မတင်လိုက်မယ်ဟုတ်ပြီပြီးရင်လက်ဦးလေးချီမယ်ညှိပြီးဆိုရင်အပေါ်ဆန်းထုတ်မယ်ပြီးရင်ဒူးလေးကိုနည်းနည်းလေးပဲကွေးမယ်သူ့ကိုလည်းဆက်စကန်ထိပ်ပေးမယ်နော်ဒူးကွေးတဲ့ချိန်ကျရင်ဒဲမကွေးနဲ့နော်အဲ့ခြေဖျားလေးစောင်းနေတဲ့အောက်ခြေဖျားလေးစောင်းနေတဲ့ပတ်လေးကိုနည်းနည်းလေးပဲကွေးမယ်နော်ဟုတ်ပြီဆက်စကန်ပြပြီးဆိုရင်ဖြည်းဖြည်းချင်းပြန်ဆန်းမယ်လက်ကိုကွာပြီးရှော့ချမယ်ပြီးရင်ပတ်ပြောင်းမယ်ညာချီကွေးပဲပေါင်မတင်မယ်လက်ကိုကြည့်မယ်ညှိမိဆိုရင်ဆန်းထုတ်မယ်ပြီးရင်ဒူးလေးကိုနည်းနည်းလေးကွေးထားမယ်ဟုတ်ပြီဆက်စကန်ပြပြီးဆိုရင်ဒူးလေးကိုရင်ဆက်မယ်လက်ကိုဖြည်းဖြည်းခွာပြီးရှော့ချမယ်ဟုတ်ပြီပြီးရင်ပေါင်လေးတွေကားထားမယ်ဘယ်ဒူးကွေးတယ်ဘယ်ဒူးပေါ်လက်တင်ထားမယ်ခဏလေးထိန်းထားမယ်နော်ဒူးကောင်းကခြေဖျားမကြောစေနဲ့နော်ဟုတ်ပြီပတ်ပြောင်းခြေဦးလေးတွေလှည့်လှည့်ပြီးမယ်ဟုတ်ပြီချိန်လက်တော်ဒူးနာနေတယ်လို့ဆိုရင်လည်းမလုပ်ပါနဲ့နော်ကွေးပြီးသွားပြီဆိုရင်တစ်ဖက်ကို5စက္ကန့်လောက်ထိပြီးမယ်အဲ့တိုင်းလေးပဲဘယ်ညာကိုတိယူပြီး10ချိန်ကြည့်လုပ်ပြီးလို့ရပါတယ်နောက်ဆုံးခေါက်ကြရင်အဲ့ဒီတိုင်းလေးဘယ်ချီကိုဘယ်လက်ချမယ်ပြီးညာလက်အပေါ်ဆန်းထုတ်လိုက်မယ်ခေါင်းအပေါ်လက်ဖျားလေးကိုကြည့်မယ်နော်သူ့ကိုကြတော့10စက္ကန့်ထိပြီးမယ်အသက်ကြီးလေးဆို5စက္ကန့်လောက်ပဲထိလို့ရပါတယ်ပတ်ပြောင်းညာလက်ချမယ်ဘယ်လက်ပေါ်ဆန်းထုတ်မယ်ခေါင်းအပေါ်လက်ဖျားလေးကိုကြည့်ပြီးဟုတ်ပြီပြန်လျှော့မယ်ဒူးဆန်းရှော့ချမယ်အနားလားခုံလိုက်မယ်ခြေထောက်လေးတွေခါထုတ်လိုက်မယ်အားလုံးပဲလိုက်ပါလေးကြည့်ကြည့်ပါလူလေးပါကျေးဇူးတင်ပါတယ်တတ